23ရက်2လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍလေးကိုဟောပေးသွားမှာဖြစ်ပါတယ်သင်ယူလေ့လာခဲ့ရတဲ့ဘဝသင်ခန်းစာတွေကိုကောင်းကောင်းအသုံးချပါကိုယ့်ရဲ့ပညာကဒီနေ့ကိုဥဆောင်နိုင်မယ်မုံဖိုးရတတ်တယ်အချို့သောသူတွေကံဆန်းမဲပေါက်တာမျိုးတွေကြုံရတတ်တယ်ပြက်ပြက်သားသားဆောင်ရွက်ရမယ့်ကိစ္စမျိုးတွေရှိတတ်တယ်ကိုယ်စကားအောင်မြင်နိုင်မယ်ဖိအားတွေတော့များနေတတ်တယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ຢာကတော့အတိတ်ကကိစ္စတွေအတိတ်ကလူတွေနဲ့ပတ်သက်ပြီးတော့သတိထားပေးပါတောကမများပါနဲ့ပူပင်စရာကိစ္စတွေရှိလာတဲ့အခါမှာခေါင်းအေးအေးထားပြီးတော့ဖြည့်ရှင်းပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချောမွေ့ကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်